အခန်းခုနှစ်ဒီအခန်းမှာတော့ခြေထောက်နဲ့ပတ်သက်တဲ့ဟန်ပတ်အမှုအရာတွေကိုပြောပြတော့မှာဖြစ်ပါတယ်။ခြေချင်းချိတ်တဲ့စတိုင်များလက်ပိုက်တလို့ပဲခြေချင်းချိတ်ထိုင်တဲ့ဟန်တွေရလဲစန့်ကျင်မှုနဲ့တားဆီးကာကွယ်မှုကိုတရုပ်ဖော်ဆောင်ပါတယ်။လက်ပိုက်တာကရင်ဘတ်နဲ့ကိုယ်အထက်ပိုင်းလုံခြုံအောင်ကာစီးတာဖြစ်တယ်။ခြေချင်းချိတ်တာကလည်းကိုယ်အောက်ပိုင်းအထူးသဖြင့်ဂွကြားကိုကာကွယ်တာပါ။ဒါပေမဲ့ခြေချိတ်တာကလက်ပိုက်တာလောက်ပြောင်းမကျပါဘူး။အမျိုးသမီးတွေခြေချိတ်ထိုင်တာကမိန်းမမပီတာဘူးလို့ပြောစရာဖြစ်ပေမဲ့သူတို့အတွက်တော့လုံခြုံမှုရတယ်လို့ယူဆထားတာပါခြေချိတ်တဲ့ပုံစံတွေမှာအခြေခံအဖြစ်2မျိုးပဲရှိပါတယ်ပုံစံကျခြေချိတ်ထိုင်ခြင်းနဲ့လေးကနန်းပုံစံခြေထောက်ကိုချုပ်ပြီးချိတ်ထိုင်ခြင်းပဲဖြစ်ပါတယ်ပုံစံကျခြေချိတ်ထိုင်ခြင်းကတော့ခြေတစ်ချောင်းကနောက်တစ်ချောင်းပေါ်ကိုထပ်ချိတ်လိုက်တာပါအများအားဖြင့်ဘဲခြေပေါ်ညာခြေထပ်နေကြဆိုပါတော့ဒါဟာဥရောပဗြိတိရှဩစတြေးလျနယူးဇီလန်သားတွေအသုံးများပါတယ်စိတ်မတည်ငြိမ်မှုကိုထိန်းချုပ်မှုအရန်အတားလုံးမှုသဘောတွေပါဝင်ပါတယ်ခြေချိတ်တာကိုတခြားကိုအမူအရာတွေပေါင်းဆက်ပြီးမှမကြည်လည်တဲ့အတိတ်ပဲမနစ်မြို့တဲ့လက္ခဏာတွေအဖြစ်ကောက်ယူရတာပါသူကြီးသက်ဒါမှမဟုတ်တခြားအချက်အရန်ကိုဟန်လက်ဟန်တွေမပါဘဲနဲ့တော့မကောင်းတဲ့ပုံစံလို့မပြောတာပါဘူးဥပမာလူတွေကသင်တန်းခန်းထဲမှာနားထောင်နေတဲ့အခါသို့မဟုတ်ထိုင်လို့အဆင်မပြေတဲ့ကလထိုင်ပေါ်အကြာကြီးထိုင်ရတဲ့အခါမျိုးမှာအဲ့ဒီလိုပုံစံထိုင်လေးရှိလို့ပါချမ်းအေးတဲ့ရာသီတွေမှာလည်းခြေချိတ်ထိုင်တာကိုတွေ့ရလေးရှိပါတယ်တကယ်လို့ခြေချိတ်ထားတဲ့အပြင်လက်ကိုပါပိုက်လိုက်ပြီးဆိုရင်ဒီပုဂ္ဂိုလ်ကစကားဝိုင်းကရှောင်ဖယ်ကင်းကွာသွားတဲ့သဘောဆောင်ပါတယ်အယောင်သမားတဦးကအခုလိုခြေချိတ်လက်ပိုက်ထိုင်ထားရင်ကဝယ်သူနဲ့ညှိနှိုင်းဆွေးနွေးဖြစ်တောင်းမယ်ဆိုရင်အလွန်မိုက်မဲရကျသွားပါလိမ့်မယ်ဒီပုံစံကနိုင်ငံတော်တော်များများကအမျိုးသမီးတွေကြားမှာလည်းခစ်စားနေသလိုသူတို့ရဲ့ယောက်ျားဒါမှမဟုတ်ချစ်သူတွေကိုစိတ်ကောက်တဲ့အချိန်မျိုးမှာသုံးတတ်ပါတယ်လေးကနန်းပုံစံ American ခြေချိတ်တဲ့ထိုင်ဟန်ကတော့အခြေအတင်အငင်းပွားမှုနင်လားငါလားအားပြိုင်ရမှုတွေရဲ့နမိတ်လက္ခဏာပါပဲဒါကပင်ကိုတဘာဝကိုကအပြိုင်ဆိုင်ဝါသနာပါတဲ့ American အမျိုးသားတွေရဲ့ထိုင်နေကြဒလေးစရိုက်ဖြစ်ပါတယ်ဒါကြောင့်မို့စကားဝိုင်းမှာ American တယောက်အဲ့ဒီလိုထိုင်နေရတွေ့ုံနဲ့အတိတ်ပဲကောက်မမှားဖို့လိုပါတယ်ဒါပေမဲ့အင်္ဂလိပ်တယောက်ကအဲ့ပုံစံနဲ့ထိုင်နေပြီဆိုရင်တော့ခုနပြောခဲ့တဲ့အတိတ်ပဲမှတ်ပါဝိုင်းမန်နေဂျာတွေဌာနဆိုင်ရာအကြီးအကဲတွေကလက်အောက်ဝန်ထမ်းတွေနဲ့မျက်နှာစုံညီတွေ့တဲ့အခါမျိုးမှာအဲ့လိုလေးကနန်းပုံစံခြေချိတ်ထိုင်တာမျိုးကိုအတက်နိုင်ဆုံးရှောင်လေးရှိပါတယ်သူတို့အပြောအရတော့အဲ့ဒီပုံစံထိုင်တာဟာစိန်ခေါ်ရာရောက်ပြီးပဋိပက္ခပြဿနာကိုဖိတ်ခေါ်ရာရောက်စေလိုပါတဲ့အယောင်စည်းတွေအနေနဲ့လည်းဝယ်သူနဲ့ဆက်ဆံရမှာဒီလိုမထိုင်သင့်ပါဘူးဝယ်သူကထိုင်လာပြီးဆိုရင်တော့ပွင့်လင်းရိုးသားဆုံးလူကြီးမင်းစိတ်တိုင်းကြပြောပါလူကြီးမင်းရဲ့အမြင်ကိုကျွန်တော်တမိုးထားပါတယ်ဆိုတဲ့အပြောတွေနဲ့နီးစပ်အောင်ချင်းကပ်ရပါလိမ့်မယ်ဘောင်းမီဝတ်ထားတဲ့အမျိုးသမီးတွေလည်းအခြေအနေပေါ်မူတည်ပြီးလေးကနန်းပုံစံထိုင်တက်ကြပါတယ်တဲ့လေးကနန်းပုံစံချိတ်ထားတဲ့ခြေကိုချုပ်ပြီးတော့ထိုင်တာဒါကတော့မာရီကျော်ရီနိုင်ပြီးစိတ်တူတက်တဲ့လူတွေကငင်းခုံရနဲ့အခြေအတင်ဆွေးနွေးရမှာလေးပုံစံချိတ်ထိုင်တဲ့ခြေထောက်အပေါ်ကနေလက်တစ်ဖက်ဒါမှမဟုတ်လက်နှစ်ဖက်ဆုပ်ကင်ပြီးချုပ်ထိုင်ထားတယ်လို့လုပ်တတ်ပါသေးတယ်။ဒါဟာစိတ်ခက်ထမှုနဲ့ခေါင်းမာမှုရဲ့အထိမ့်မှတ်ဖြစ်လို့သူ့ရဲ့တင်းမာမှုကိုထိုးဖောက်ချင်းကပ်ဖို့အထူးကြိုးစားရပါလိမ့်မယ်။မတ်တက်ရက်ခြေလိန်ထားတဲ့ပုံအစည်းအဝေးဒါမှမဟုတ်တွေ့ဆုံပွဲတွေမှာလူတစုကမတ်တက်ရက်ပြီးခြေလိန်ထားတဲ့ပုံစံအတိုင်းရက်ပြီးတော့လက်ပိုက်ထားတာမျိုးတတိပြုမိပါလိမ့်မယ်။လေးလာချက်တွေအရတော့သူတို့ကတခြားလူတွေနဲ့မတူပဲတယောက်နဲ့တယောက်ခက်လန်းလန်းလေးခွာရက်နေပြီးကုတ်အင်ကြီးတွေဂျက်ကင်တွေဝတ်ထားရင်လည်းကျဲသီးတက်ထားတာတွေ့ရတတ်ပါတယ်တဲ့အဲ့ဒီအုပ်စုတွေကိုမေးကြည့်ရင်းနဲ့သူတို့ဟာအဲ့ဒီလူပရိသတ်ကြားမှာမျက်နှာစိမ်းဧည့်သည်တွေဖြစ်နေကြောင်းသိရမှာပါဒါဟာကောင်းကောင်းမင်းသေးတဲ့လူပုံအနေမှာလူတချို့ရက်နေကြပုံစံပါလက်ပိုက်ပြီးခြေလိန်ထားတာကစိတ်အေးလက်အေးမရှိသလိုယုံကြည်စိတ်ချမှုကင်းမဲ့တဲ့သဘောကိုပြဆိုနေပါတယ်ခမ ्या အနေနဲ့သူတို့ချင်းခင်မင်းရင်းနှီးပြီးသားနီးကပ်တွေ့ဆုံနေကြတဲ့လူတစုကိုဝင်ရောပြီးလက်ပိုက်ခြေလိန်ရက်ကြည့်ပါအဲ့ဒီအုပ်စုကလူတွေလည်းတယောက်ပြီးတယောက်ခမ ्या လိုပဲလက်ပိုက်ခြေလိန်ရက်လာကြလိမ့်မယ်ခမ ्या ပြန်ထွက်မသွားမချင်းအဲ့ဒီပုံစံကိုဖျက်ကြမှာမဟုတ်ပါဘူးခမ ्या မရှိတော့မှသူတို့ငကိုပုံစံအတိုင်းတယောက်ချင်းပြန်နေတာကိုတွေ့ရပါလိမ့်မယ်လူတွေဟာတယောက်ကိုတယောက်နားလည်မှုရသွားကြပြီဆိုတော့လေစိတ်သက်သာရသွားကြသလိုတင်းမာမှုတွေလည်းရှော့ပေးတတ်ကြစမြဲပါဒါနဲ့အမျှကိုဟန်အနေထားတွေလည်းပြောင်းလဲသွားလိမ့်ရှိပါတယ်ခံစစ်ပုံစံလက်ပိုက်ခြေချိတ်ထားရက
စိတ်အေးလက်အေးနဲ့ယဉ်နီးပွင့်လင်းမှုပြတဲ့ပုံစံကိုရောက်သွားကြပါတယ်။လူနှစ်ယောက်ဟာတွေ့ခါစားမှာတယောက်ကိုတယောက်စိတ်မချသလိုအကအကွယ်ယူစစ်ပြင်ထားတဲ့သဘောနဲ့ခြေချင်းချိတ်လက်ပိုက်ထားကြပါတယ်။အကြောင်းသိလို့ယဉ်နီးခင်မင်သွားပြီဆိုတာနဲ့ခြေချင်းချိတ်ဖြီလိုက်ပြီးစိတ်လွတ်ကိုလို့ရက်လိုက်ကြပါတယ်။ပိုက်ထားတဲ့လက်တစ်ဖက်ကိုဖြုတ်ပြီးလက်ဝါးတစ်ဖြန့်ဖြန့်ပြောဆိုနေကြရာကလက်ပြန်မပိုက်တော့ပါဘူး။ခြေတစ်ဖက်ပေါ်အာပြူရက်ရင်ကနောက်တစ်ဖက်ကိုသူနဲ့လေပေးဖြောက်နေပြီဖြစ်တဲ့မိတ်ဆွေဘက်ကိုဦးလှည့်ထားသလိုပုံဖြစ်သွားကြပါတယ်။သူတို့နှစ်ယောက်ကြားမှာဘာအကအစီးအရန်အတားမှမတားထားတော့တဲ့အတိတ်ပဲပေါ့။လူအတော်များများကသူတို့လက်ပိုက်ထားတာခြေချင်းလိန်ထားတာဟာလုံခြုံရေးယူထားတာမဟုတ်ပါဘူးချမ်းလို့ပါတဲ့။တကယ်တော့လေရန်ကာတဲ့ပုံစံနဲ့ချမ်းတဲ့ပုံစံဟာရက်ပုံချင်းမတူပါဘူး။ပထမအချက်အနေနဲ့လက်တွေကိုနွေးအောင်လုပ်တဲ့လူဟာလက်တွေကိုဂျိုင်းကြတဲ့အရောက်ထိုးထည့်ထားပါတယ်။ဟန်တာကာကွယ်တဲ့သူကတော့တထောင်စစ်ဖျားလောက်သာပိုက်တာပါ။ဒုတိယအချက်ကချမ်းအေးနေတဲ့လူအဖို့သူ့ကိုယ်သူထွေးဖက်ထားတဲ့အနေထားရအောင်လက်ပိုက်တာဖြစ်ပြီးခြေချင်းလိန်ရှက်ထားပေမဲ့ဖြောင့်တန်းနေပြီးတော့ခြေသလုံးချင်းတောင်းတောင်းတင်းတင်းလေးဖိကျိတ်ထားပါတယ်။ခုခံကာကွယ်ရာရောက်တဲ့ခြေလိန်ပုံမျိုးနဲ့ကွဲပြားသိတာပါတယ်။သူကအေးအေးလူလူတသက်ပိုရှိပါတယ်။ခြေချိတ်လက်ပိုက်ပြီးရက်တက်ထိုင်တက်တဲ့အကျင့်ရှိသူတိုင်းကတော့ရှက်ရွတ်မှုစိုးကြောက်မှုမလုံခြုံမှုတွေကြောင့်မဟုတ်ဘဲနဲ့နေသားသလိုနေတာပါလို့ပြောရမှာပါခြေချင်းဝတ်တွေကိုချိတ်ထားတာကလည်းလက်ပိုက်ခြေထက်ထားတဲ့ပုံစံတွေလိုပဲဂလန်ကဆန်လုံးမဲ့အရေးရောင်နဲ့သူ့ကိုယ်သူတားဆီးကာကွယ်မှုကိုပြတာပါခြေချင်းချိတ်အနေထားနဲ့လက်သီးနှစ်ဖက်ချစ်ချစ်ပါဆုပ်ပြီးဒူးပေါ်တင်ထားတာဒါမှမဟုတ်ကလထိုင်လက်တန်းတွေကိုတအားဆုပ်ညစ်ထားတာမျိုးလည်းရှိတတ်ပါတယ်ဒါဟာအပြင်းထန်စိတ်ရောက်ရက်ခတ်နေတဲ့ဒေါသကိုမနှဲချုပ်တီးထားရတဲ့အခြေအနေတွေရဲ့ပြရုပ်ပါအမျိုးသမီးတွေကခြေချင်းဝတ်ချင်းချိတ်နေပုံကြတော့ယောက်ျားတွေနဲ့နည်းနည်းလေးကွာပါတယ်ဒူးချင်းပူးပြီးတော့ခြေသလုံးလောက်ကစထက်သလိုတစ်ဖက်ဖက်ကိုခြေထောက်တွေအားပြုထားပြီးလက်တွေကိုဘေးချချင်ချဒါမှမဟုတ်ပေါင်ပေါ်တင်ထားတတ်တာပါပဲ10နှစ်ကျော်ကျော်လေးလာမှုများအရာလူတွေ့အစ်စ်ခံသူတွေဟာအဲ့ဒီလိုခြေချင်းဝတ်ထက်ချိတ်ထားပြီးဆိုရင်စိတ်ကျဉ်ကျက်နေတယ်လို့အချက်ပြတာပါအဲ့ဒီခြေဟန်ဟာစိတ်လှုပ်ရှားမှုတုံလုံးချောက်ချားမှုစိုးရိမ်ကြောက်လန့်မှုတွေရဲ့တရုပ်တကံဖြစ်ပြီးအပြုသဘောမဆောင်ပါဘူးမိတ်ဆွေရှိနေတယောက်ပြောတာကလည်းတရားရုံးကအမှုတွေကြားနာစစ်ဆေးရမှာအမှုတွဲပါတဲ့လူတွေဟာအဲ့ဒီလိုပဲခြေချင်းဝတ်ချင်းချိတ်ပြီးထိုင်နေကြဖြစ်ပါတဲ့သူတို့ဟာတခုခုအစ်စ်ခံဖို့စိတ်စောနေကြသလိုသူတို့ရဲ့စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ဖို့စူးစမ်းနေရဟန်တူပါတယ်တဲ့အလောက်လာလျှောက်တဲ့လူတွေကိုစစ်မေးတဲ့အခါမှာလဲသူတို့ဟာစိတ်လှုပ်ရှားနေသလိုခြေချင်းဝတ်ချင်းချိတ်ထားတတ်ကြတာတွေ့ရပါတယ်သူတို့ခြေချင်းဝတ်အချိတ်မဖြုတ်သလိုသူတို့ရဲ့စိတ်ကိုလည်းသူတို့ချုပ်ထားသလိုဖြစ်နေပါတယ်ဒါကြောင့်မိခွန်းတွေကိုပြပြလေးလည်းမဖြေနိုင်ကြတော့ပါဘူးစစ်ဆေးတဲ့သူအနေနဲ့လည်းစပွဲအရန်တားတွေကိုဖဲသူတို့နဲ့ဘေးကပ်ထိုင်ပြီးသူတို့ရဲ့ဆက်ဆံရေးနယ်ပယ်ကိုချဲ့ထွင်ပြီးတော့မှခြေချင်းချိတ်ကဖြီးပြီးလိုရမေးလို့ရပါတော့တယ်တယ်လီဖုန်းနဲ့အကြွေးတောင်းရတဲ့ကုမ္ပဏီတစ်ခုကဝန်ထမ်းလူငယ်တယောက်ကိုကျွန်တော်တို့လေ့လာဖူးပါတယ်သူကဖုန်းတွေခေါ်ပြီးလေချိုလေးနဲ့ပြောနေပေမဲ့ဇပွဲအောက်မှာချထားတဲ့သူ့ခြေချင်းဝတ်တွေကိုတော့ချိတ်ထားတာတွေးလိုက်ရတယ်။မင်းဒီလှုပ်လှုပ်ရတာပြောသလားလို့မေးတော့သူကပြောမှပြောပေါ့ဗျာဒီအလုပ်ကပြောစရာတွေအများကြီးပဲလို့ပြန်ဖြေပါတယ်။သူပါဇက်ကထွက်တဲ့အဖြေနဲ့သူ့ကိုဟန်အနေထားတွေကတခြားစီဖြစ်နေတာမို့မင်းတကယ်ပြောတာလားလို့ထပ်မေးလိုက်မိပါတယ်။တောင်းကြတော့သူစဉ်းစားတယ်ခြေချင်းဝတ်ချိတ်ထားတာဖြီးလိုက်တယ်။ကျွန်တော်ဘက်လဲပြီးလက်ဝါးဖြန့်ပြောလိုက်တဲ့ပုံကအမှန်ပြောရရင်တော့ယူတော်ယူချင်တယ်ဗျာနောက်ပြီးသူဆက်ပြောတာကဖောက်တယ်တွေဟာသူ့ကိုရိုင်းရိုင်းပြပြပြန်ဖို့ပြောတာတွေကြောင့်စိတ်ကုန်နေတာဖြစ်ကြောင်းတယ်လီဖုန်းနဲ့အယောင်းဝယ်လုပ်တဲ့ကိစ္စတွေဟာတိတ်ထီရောက်မှုမရှိကြောင်းပါပဲခြေချင်းဝတ်ချင်းချိတ်ပြီးဖုန်းပြောတာကိုကြည့်ုံနဲ့စိတ်ပြက်လက်ပြက်ဖြစ်နေတာကိုသိတာကြောင်းထူးထူးခြားခြားမှတ်သားလိုက်ရပါတော့တယ်ပညာရှင်တချို့ရဲ့သူတေသနာပြုချက်ကတော့နည်းပညာဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲတွေမှာခြေချင်းဝတ်ချင်းချိတ်ထိုင်တဲ့လူတစ်ယောက်ပါနေရင်အရစ်ရှည်ပြီးအချိန်ကုန်နှောက်နေတတ်တယ်ဆိုတာပါပဲအဲ့ဒီလူကိုမိကွန်းထုတ်တဲ့နီးပရိယယ်တွေနဲ့စိတ်တက်ကြွအောင်လှုပ်လိုက်မှခြေချင်းဝတ်ဖြုတ်ပြီးဆွေးနွေးပွဲကိုဆက်နိုင်ပါတယ်တဲ့တကယ်တော့နေပုံထိုင်ပုံမဟန်ရင်အတွေးမြင်တွေလည်းမဟန်နိုင်ပါဘူးအနေအထိုင်အချိုးမကျတာကြောင့်တစ်ဖက်သားကမိမိအပေါ်ထော်လော်ကန့်လန့်သမားကပြက်ကရက်သမားလို့အထင်လွဲစရာဖြစ်ပါတယ်မှန်ကန်ဟန်ကြပြီးအပြုသဘောဆောင်တဲ့ကိုနီကိုထားတွေရှိဖို့တက်နိုင်သမျှလေ့ကျင့်ထားတာဟာကိုယုံကြည်မှုအားတိုးပွားစေပြီးတခြားလူတွေနဲ့လည်းခင်မင်ရင်းနှီးမှုပိုရလာစေနိုင်ပါတယ်
အမျိုးသမီးတချို့ကမီနီစကတ်ခေတ်မှာစေကျော်သက်အရွယ်လူဖြစ်ခဲ့ကြပြီးတော့ခြေချိတ်ထိုင်တာအကျင့်ပါခဲ့ကြပါတယ်ငယ်ရွယ်ချိန်မှာမသိတာပဲမဲ့အရွယ်ရောက်လာတော့အမြင်မတော်တဲ့အပြင်လူတွေရဲ့အထင်မြင်လွဲစရာဖြစ်နေပါတယ်လူကောင်းတွေကဒီလိုအမျိုးသမီးမျိုးကိုဆိုတတိထားတတ်ပြီးတချို့ဆိုဝေးဝေးကရှောင်ကြပါလိမ့်မယ်fashion တို့ stand တို့ထွင်နေဆိုတာနေရာတိုင်းမကောင်းတတ်သလိုအမျိုးသမီးတွေအဖို့အရေးကြီးလာပါတယ်ခြေအနေအထားပုံစံလေးတစ်ခုကပဲဒီအမျိုးသမီးရဲ့ဂုဏ်သိက္ခာအဆင့်အတန်းကိုပြထန်းရရောက်တယ်ဆိုတာသိထားရင်စင်ချင်သင့်တာစင်ချင်လို့ရပါပြီမတ်တက်ရက်ပြီးခြေပြားလေးနဲ့ခြေသလုံးကိုအားပြုချိတ်ထားတဲ့ဟန်ကိုအမျိုးသမီးတွေပဲသုံးတတ်ပါတယ်ဒါဟာလုံခြုံမှုယူတဲ့နမိတ်သဘောဖြစ်ပြီးတော့ဒီလိုမျိုးရက်နေတာကိုမြင်လိုက်ရုံနဲ့ဒီအမျိုးသမီးဟာစိတ်စောနေမှန်းတန်းသိနိုင်ပါတယ်။တနည်းအားဖြင့်တော့အထီးကျန်ထင်ရဆိုင်နေတဲ့ဒီဇိုင်းပါ။သူတို့လေးတွေကိုအချိုတက်ပြီးအလွယ်တကူဝင်ရောလို့ရတယ်လို့လည်းဆိုနိုင်ပါတယ်။အရှင်းဆုံးပြောရရင်ဒီလိုအနေထားဟန်ပတ်မျိုးကိုအရှက်အကြောက်ကြီးတဲ့ဘယ်မိမကောင်းမှလုပ်လို့မရှိဘူးဆိုတာပါ။စကားဆက်မိလို့ပြောပြရအောင်မယ်။တခါကအာမခံကိုယ်စလဲအသက်လေးတယောက်ကညားခါစားဇနီးမောင်နှံစီသွားပြီးအာမခံစာချုပ်တွေရောင်းဖို့ကြိုးစားတဲ့အဖြစ်အပျက်လေးပါအယောင်းဝယ်မဖြစ်ခဲ့ပါဘူးသူခမရလဲတက်ကြွထားသမျှလုပ်ငန်းဆိုင်ရာပညာအစွမ်းကုန်သုံးခဲ့တဲ့ကြားကမအောင်မြင်ရတာဘာကြောင့်လဲဆိုတာဘလို့မှစဉ်းစားလို့မရခဲ့ပါဘူးတဲ့ကျွန်တော်ကအဲ့ဒီအချိန်မှာလင်မယားထိုင်နေတဲ့ပုံစံတွေကိုမေးလိုက်တော့မှမယားလုပ်တဲ့ကလေးမကသူနဲ့တွေ့တဲ့တစ်ချိန်လုံးခြေချင်းချိတ်ထိုင်နေတယ်ဆိုတာပေါ်လာပါတော့တယ်ဒီလိုထိုင်ပုံထိုင်နည်းရဲ့ထူးခြားမှုကိုသာသူနားလည်ခဲ့မယ်ဆိုရင်ဒီမက်ချော်လေးစိတ်ဝင်စားအောင်လို့အဝဇန်းရွှင်ရွှင်ချော့မော့မြောက်ပင့်ပြောပြီးသူ့လုပ်ငန်းကိုအစွန်ထုတ်နိုင်မှာတေချာလောက်ပါရဲ့